မြို့ဟောင်းတစ်ခုရဲ့စင်ကြေဖုံးမှာအနှစ်တရကျော်သက်တမ်းရှိတဲ့အင်ကြီးတစ်လုံးရှိပါတယ်။ဒီအင်ကြီးကိုအကောင်းဆုံးအိမ်လို့လူသိများကြပြီးညဘက်ရောက်တဲ့အခါမိခိုးမဲမဲတွေနဲ့ဖုံးလန်းကတရေဆွဲတံတွေမျက်ရည်ကျတံတွေကြားရတတ်ပါတယ်။ဒါပေမဲ့ဒီအိမ်ရဲ့အကြောင်းကိုတေချာသိသူမရှိသလောက်ဖြစ်နေပါတယ်။တနေ့မှာလူငယ်တစုမိုးတူရနဲ့ကြော်ထက်ဒီအိမ်ကြီးကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့သိထားတာကဒီအိမ်မှာအတိတ်ကအချစ်ဇလန်းနဲ့လူတက်မှုတစ်ခုဖြစ်ခဲ့မှုလေဆိုတဲ့အကြောင်းပါညနေ6 နာရီမှာအိမ်ထဲဝင်ရောက်ပြီးစူးစမ်းကြည့်ရှုကြတဲ့အခါပထမညမှာအိမ်ရဲ့အိမ်ခန်းမှာမိခိုးမဲမဲတွေကနေအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပြီးငါချစ်သူကိုပြန်ပေးပါဆိုတဲ့အတန်တွေကြားရပါတယ်။သူတို့လည်းနည်းနည်းကြောက်သွားပေမဲ့လေးလာချင်တာဖြစ်တဲ့အတွက်နောက်2 ရက်လောက်နေဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ဒုတိယညရောက်တော့အိမ်ရဲ့အိတ်ခမ်းမှာသွေးဆက်တွေနဲ့မှင်နဲ့ရောင်စာရွက်တစ်ရွက်ပေါ်လာပါတယ်။အဲ့ဒီစာရွက်မှာငါအပြစ်မဟုတ်ဘူးဆိုတဲ့စာသားကိုမြင်ရပါတယ်။တတိယညမှာတော့အိမ်ရဲ့အောက်ထပ်မှာတစ္ဆာဖောက်ခံရတဲ့လူငယ်တစ်ယောက်ရဲ့အလောင်းကိုတွေ့ရပြီးသူ့ရဲ့ချစ်သူကအိမ်ကြီးကိုကျင်းစားတိုက်ထားတယ်ဆိုတာသိရပါတယ်။အဆုံးမှာတော့သူတို့သိရတာကဒီအိမ်ဟာအတိတ်ကချစ်သူ2 ယောက်ရဲ့တည်ဆုံမှုနဲ့တစ္ဆာဖောက်မှုတွေကြောင့်ကျင်းစားတင်နေတာဖြစ်ပြီးတရေတွေဟာသူတို့ရဲ့အပြစ်ဖြေလွတ်ဖို့စောင့်နေတယ်ဆိုတဲ့အကြောင်းပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။